မတို့ရေနံပါတ်2ပုံခြိသားစကတ်လေးပါနော်သူကလည်း BDK ရဝင်တဲ့ခြိသားစစ်လေးပါတင်ဆိုင်တွေကောင်းတယ်ခါဆိုင်တွေကောင်းတဲ့အပြင်ကိုမြှုပ်ကြိုးလေးတွေလည်းတအားကောင်းပါတယ်မြှုပ်ကြိုးတွေကဒီလိုအကြီးမှာဆွဲလိုက်လို့ရှိရင်38ရှိပါတယ်တင်ဆိုင်ကတော့48ရှိပါတယ်ဒီစာဒါလေးကကြတော့မှရဲ့ပိုရှည်တာပေါ့နော်ဒီလိုစကတ်ရဲ့အရှည်က38ပါပေါင်ချိန်ဆိုရင်120ကနေ190လောက်ထိဝုလို့ရပါတယ်နော်ရှေ့ကဒီလိုအိတ်ကက်လေးနှစ်ဖက်ပါမယ်ကြိုးလေးပါမှာပေါ့နော်ဦးစိုးပြထားတာဒီဘေးနားမှာခွဲလေးပါမယ်ပေါ့နော်စိုးပြထားတာအသားရင်အောင်လေးပါဒါလေးကတော့ဖြူစွတ်စွတ်လေးပါနော်သူ့ရဲ့ကာလာလေးနဲ့ခြီလေးတွေကတော့လုံးဝຫນွေရသည်အတွက်အဆင်ပြေပါတယ်နော်ဈေးနှုန်းလေးကမတို့ရဲ့4900ပါနော်ဒါကနံပါတ်1ပုံလေးပါနံပါတ်2ပုံလေးမှာလည်းကာလာ9ရောင်ပါပါတယ်ဒါကတော့အညိုနှုတ်ရောင်လေးပါအခုနောက်တစ်ရောင်လေးကတော့နှုတ်ဖြူရောင်လေးပေါ့နော်ဒါလေးတွေကမရဲ့ຫນွေရသည်အတွက်ဆိုရင်မရှိမဖြစ်လေးပေါ့နော်ဒါနှုတ်ဖြူရောင်လေးပါမတို့ရေမစိုးထဲဆန်ကနေမိတ်ဆက်ပေးပါတယ်နော်ရာရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေပို့ပေးပါတယ်ဖုန်းဆက်ပြီးတော့လည်းငွေကြိုမတောင်းပါဘူးเนาะဒါကအနက်ရောင်ဆူဆူလေးပါမတို့ရေကျေးဇူးတင်ပါတယ်เนาะမစိုးပါရှင်